အားလုံးမင်္ဂလာပါရှင် SCD ပါဝါဆိုလာမြန်မာပါရှင်ယခုတစ်ခါမှဆိုရင်တော့ရွှေပေါက်ကံမြောက်ရီမင်းကြီးလမ်းမှာရှိတဲ့ customer 3ရဲ့နေအိမ်ကိုရောက်ရှိနေတာဖြစ်ပါတယ်ရှင်ဒီအိမ်လေးကဆိုရင်တော့ဆိုလာ inverter အုပ်စုံလေးကိုတက်ဆင်ထားခဲ့ရပါတော့အခုတစ်ခါကတော့ controller လေးerror တက်တာတဲ့တော့ကိုမှလာပြီးတော့မှ apply စားပြီးတော့လဲပေးရဖြစ်ပါတယ်ရှင် interview လေးကိုဆောင်အောင်ကြည့်ပေးပါဦးနော်မင်္ဂလာပါမင်္ဂလာပါရှင်အမနာမည်နဲ့နေရာလေးစာရေးပြောပြပါအောင်ရှင်နာမည်ကနန့်ချိုရင်ထွန်းဟုတ်ကဲ့ဟုတ်နေရာလေးစာကတော့16မြေဆောင်လေးရှစ်လေးမြောက်လေးမြကြီးလမ်းရွှေပေါက်ကံဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါဟုတ်အခုကပေါ့နော်ဒီ SCD ကနေပြီးတော့ဒီဘာဖြစ်စီးလေးတက်ထားခဲ့ရလဲမသိဘူးရှင်ဟုတ်ကဲ့ဟုတ်ဘက်ထရီဆိုလို့ရှိရင်250နဲ့အိုးပြီးတော့ဆိုလာက4ပေရှိပြီနဲ့ချက်မှာက950နဲ့ချက်ဟုတ်ကဲ့ဟုတ်အဲ့ဒါတက်ထားတယ်ပြီးတော့ controller နဲ့ကွာ3000ပေါ့ဟုတ်ကဲ့ရှင်ဟောဟိုပါပေါ့နော်ဒီဟိုဘီဝါဆိုင်ဝင် inverter ကိုမှအုပ်စုံလေးပေါ့နော် inverter အုပ်စုံလေးဟုတ်ကဲ့ရှင်ဟုတ်ဘက်ထရီကကျတော့2လုံးပေါ့နော်200အိုး2လုံးဆိုလာကျတော့2ချက်ပေါ့နော်အဲ့ဒါဟိုမှာတက်ထားခဲ့ရဟိုဘယ်လောက်ကြာသွားပြီလဲမသိဘူးပေါ့နော်2021ဆိုတော့9နှစ်လောက်9နှစ်လောက်ကြာပြီပေါ့နော်ဟုတ်9နှစ်လောက်ကြာတဲ့အချိန်မှာအခုကကျတော့ဒီ controller လေး error လေးတက်တာလေးပေါ့နော်ဟုတ် controller လေးကြာပြီဆိုတော့ error လေးတက်တဲ့ခါကျတော့ထပ်ပြီးတော့မှထပ်တိုးတက်ဆင်တာလေးပေါ့နော်တက်ဆင်နေမှာ apply service လေးပြုလုပ်ပေးရပါပေါ့ဟုတ်ကဲ့ပါရှင်ဒီ PC လေးကိုပေါ့နော်ဒီ3000ဝက် inverter လေးတက်ဆင်ပြီးအုပ်စုံလေးကိုလေဖယ်နေရာလေးမှာသုံးတာလည်းမသိဘူးရှင်ဟုတ်သုံးတဲ့ PC လေးတွေကဟိုအရင်တော့ပေါ့နော်ဒီဟိုရေခဲတက်တာသုံးတယ်အခန်းတိုင်းမှာပန်ကာသုံးတယ်ဖရီဇာသုံးတယ်ဟုတ်ကဲ့ဒီနောက်ပိုင်းဒီဘက်အိမ်သုံးတတ်တိုက်လဲစောက်ပြီးတဲ့အချိန်လဲကြာရောမီးတွေပါအကုန်တွဲသုံးတာပေါ့နော်ဟုတ် lighting မီးတွေတွဲသုံးရတာပေါ့နော် join ထားတာဟုတ်ကဲ့ပါရှင်ဟုတ်ဒါဆိုလို့ရှိရင်ပေါ့နော်ဒီသုံးရတဲ့ခါမှာရောဒီမီးပေါ့နော်မီးလာတဲ့အချိန်မှာ EPC မီးသုံးပြီးတော့မီးမလာတဲ့အချိန်မှာ solar နဲ့သုံးတာပေါ့နော်ဟုတ်ပါတယ်အဲ့လိုမျိုးမီးပြတ်ဝင်ပြီးတော့သူ auto solar ပြန်လာဟုတ်ကဲ့ပါရှင် auto join ထားဟုတ်ကဲ့သုံးရတော့အဆင်ပြေလားမသိဘူးရှင် solar နဲ့ဆိုတော့လေဒီလိုမိုးပေါ်နေသိမ့်မပူတဲ့အချိန်ဒီမှာရော solar ကနေပြီးတော့အပေါ်တော့အားအဝင်လေးရောအဆင်ပြေလားမသိဘူးနေရလေအဆင်ပြေပါတယ်ဘာဖြစ်လဲဆိုတော့ကိုကမီးနေအားသိမ့်မလို့ဆိုလို့ရှိရင်တော့တခြားနေရာတွေ short လိုက်တယ်ပန်ကာတွေပါမသုံးတော့ဘောနော်ဒီ lighting ကအဓိကဆိုတော့မီးကိုအဓိကထားတယ်ဥဒါကလည်းကြာသွားတဲ့ခါကျတော့ခုနလို servicing လဲလုပ်ရင်းနဲ့ထပ်ပြီးတော့ error တွေ့တဲ့အချိန်မှာဒီ controller ကိုလဲတာပေါ့ controller လေးလဲတာပေါ့နော်ဟုတ်ကဲ့ပါရှင်ဒါဆိုလို့ရှိရင်ပေါ့နော်ဒီ SCD ကိုပေါ့နော်ဒီဖေကနေပြီးတော့စပြီးသိခဲ့ရတယ်မသိဘူးရှင်ဟုတ်ကဲ့စတင် Facebook ကနေရှာတွေ့တယ်ရှာတွေ့ရတဲ့အခါကျကိုရင်းနေတာရွှေပေါက်ကန်ဆိုတော့သူတို့ဒီ office ကလည်းဒီမင်္ဂလာတုံးလေးဆိုနီးတယ်ဆိုတော့ဆက်သွယ်ပြီးတော့လာပြီးတော့ servicing နဲ့ servicing ရနဲ့ကိုတုံးချင်းတဲ့အချက်တွေကိုတင်ပြတယ်တင်ပြခါကျရင်သူကတွက်ချက်ပြီးတော့အဲ့လုံတင်နဲ့ညီတဲ့ဟာကိုက်ညီတဲ့ဟာတွေအကုန်သူကလာတက်သွားတာservice အရင်ဆုံးဆင်းတာပေါ့ service ဆင်းပြီးတော့မှဟိုလာ installation ပြုလုပ်ပေးတာပေါ့နော်ဟုတ်တယ်ဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်ပေါ့နော်ဒီသုံးထားတဲ့ပစ္စည်းလေးက lighting လေးတွေသုံးနေအခြားဟိုရေကိစ္စပန်ကားလေးရောသုံးထားပြီးရပေါ့နော်ဟုတ်တယ်သုံးတယ်ဟုတ်တယ်သုံးရလေးရောလေဟိုဆိုတော့တစ်ချက်ဆိုတော့သူ့ဝင်နေသူလေးရောအဆင်ပြေရပေါ့နော်အဆင်ပြေရှင်အဲ့လိုအဆင်ပြေတော့လေကိုကမနားလဲတဲ့ခါကျတော့ဒီ survey ကိုအရင်ခေါ်တာပေါ့နော်ကိုသုံးမဲ့အချက်တွေကိုအကုန်တခါလေးပြောပြတယ်။ဘာသုံးမဲ့မီးသုံးမဲ့ပန်ကာသုံးမဲ့ဆိုတော့အဲ့ဒါနဲ့သူကတွက်ချက်ပြီးတော့ဒီ package နဲ့လာပြီးတော့ဟုတ်ကဲ့ဟိုတက်သွားတာပေါ့ဟုတ်ကဲ့ပါဟုတ်ကဲ့ရှင်ဒါဆိုလို့ရှိရင်ပေါ့နော် SCD ကိုပေါ့နော်အခုလိုမျိုးဒီတက်ဆင်ပေးရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင် SCD ရဲ့ပေါ့နော်ဒီ service နဲ့ပတ်သက်ပြီးတော့အခြားဘာလေးနဲ့ပြောချင်သေးတယ်ပေါ့နော်ဟုတ်ကဲ့ရှင်ကျေးဇူးတင်ပါတယ်ဒီနေ့ဆိုလို့ရှိရင်လည်းမနေ့ကဆိုကအလုပ်သွားတော့လေမသိဘူးဒီနေ့မနေ့အဲ့ error ကိုသူတို့အင်္ဂါလူတွေမြည်ကြည့်တဲ့ခါကျတော့ဒီကနေ့ချက်ချင်းဖုန်းဆက်တဲ့အချိန်မှာလွတ်ပေးမယ်ဆိုပြီးတော့လွတ်ပေးပြီးတော့လုံလာလုပ်ပေးတာပေါ့နော်ဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်အခုလိုမျိုးပေါ့နော်ဒီအခုကတော့ဒီ Avatar service လေးပြုလုပ်နေရပေါ့နော်ဟုတ်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်အချိန်လေးပြပြီး interview လေးဖြေပြတဲ့ကျေးဇူးပါရှင်ဆောင်းလေးလေးပြပြီးရှိရပေါ့နော်ဟုတ်ကဲ့ပါကျေးဇူးပါ6လတစ်ချိန်ဝင်ဆောင်မှုရောင်းပြီးနောက်တာဝန်ယူမှုစိတ်အေးချမ်းခြင်းတော့ SCD ကိုရွေးလိုက်တော့နော်လူချင်းမင်းတို့အနေနဲ့ဆိုလာနဲ့ပတ်သက်တဲ့ဆက်ဆက်ပစ္စည်းများကိုဝယ်ယူတက်ဆင်နေတယ်ဆိုရင်တော့ SCD Power ဆိုလာမြန်မာကိုအခုပဲဆက်သွယ်ဆောင်လိုက်ပါရှင် SCD Power ဆိုလာရဲ့ Pay Messenger ဒါမှမဟုတ် hotline ဖုန်းနံပါတ်တွေဖြစ်တဲ့39ကို43လုံး260ခု839ကို253039ကိုလည်းဖုန်းနံပါတ်မြင်နိုင်ပါတယ်ရှင်